လ16ရက်ခုနှစ်သားသမီးအားလုံးအတွက်တနေ့တာဟောသရံဖြစ်ပါတယ်ဗျာမိတ်ဆွေခုနှစ်သားသမီးပေါင်းအေးမြငြိမ်းချမ်းသာယာရှိနိုင်ကြပါစေမိမိကိုယ်ကိုယ်လည်းကောင်းတည်တဲ့ကောင်းအောင်ရွတ်ဆောင်တော်မူနိုင်ကြပါစေလို့လိုက်လဲဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာဒီနေ့2026ခုဩဂုတ်လ16ရက်တနင်္ဂနွေနေ့တနေ့စာအတွက်တနေ့တာဟောသရံဖြစ်ပါတယ်ဗျာဒီနေ့ဟာခုနှစ်သားသမီးမိတ်ဆွေများအနေနဲ့နိုင်ငံခြားလူမျိုးကြားခရီးသွားလာခြင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအထည်အထီးဖက်နဲ့ရောင်းဝယ်ဖောက်ကားခြင်းလုပ်ငန်းတွေလုပ်ငန်းပြိုင်ဆိုင်ပြုလုပ်ရတဲ့အလုပ်တွေပြုလုပ်ဆောင်ရွက်တဲ့နေ့ဖြစ်ပါတယ်ဗျဒီနေ့အတွက်ကံတရားရဲ့ထောက်ပံ့ရရှိစေဖို့ဆိုရင်တော့အညိုရောင်အနက်ရောင်များပါတဲ့ဝိစားသုံးဆောင်တွေကိုအားပြုဝစ်စင်သုံးဆွဲတင်ပါတယ်ဒီနေ့အောင်တဲ့အားကောင်းတဲ့နေ့နယ်တွေကတော့အင်္ဂါသားသမီးစနေသားသမီးတို့ဖြစ်ကြပြီးတော့ကံကောင်းလက်ရွှင်စေတဲ့ကဏ္ဍတွေနံပါတ်တွေကတော့3ကဏ္ဍ3ညာကဏ္ဍတို့ဖြစ်ကြပါတယ်ဗျဒီနေ့မှာမိတ်ဆွေတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတွေတက်စေဖို့လုပ်ငန်းတွေတိုးတက်စေဖို့ဆိုရင်ဘာလုပ်ငန်းလုပ်တာပဲဖြစ်ဘာရောင်းတာပဲဖြစ်ဘာပဲရောင်းခြင်းကိုယ့်ရဲ့လုပ်ငန်းသုံးပစ္စည်းတွေရောင်းကုန်ပစ္စည်းတွေရောင်းခြင်းတဲ့ပစ္စည်းတွေကိုစံတုံလေးတစ်ထုပ်နဲ့စင်ပြဆန်လေးကိုတစ်စုံလောက် plastic လေးပဲထုတ်အဝတ်လေးနဲ့ပဲထုတ်စံတုံလေးနဲ့တစ်ထုပ်နဲ့တို့ခောက်ရိုက်ပုတ်ပြီးတော့ဆူတောင်းသင့်ပါတယ်ဒီနေ့ကံပွင့်ကံမြင့်စေဖို့အတွက်ဆိုရင်တော့မြတ်စွာဘုရားမှာပဲဖြစ်ကြီးကဲသူအပေါင်းသေးမိတ်ဆွေတွေကိုပဲဖြစ်စီဓမင်းနို့ခောက်ဆွဲနို့စီတမျိုးလူဒန်းဒါနပြုခြင်းအဖြစ်ကံတရားရဲ့ထောက်ပံ့တွေရရှိနိုင်ကြပါစေကိုယ်စိတ်နှပြချမ်းမာချမ်းသာပြီးကောင်းကျိုးလိုရာစန္ဒာများလဲပြည့်ဝတော်မူနိုင်ကြပါစေခင်ဗျာ